တနေ့တွင်ကျောင်းရှိ၌ထမင်းမှုရောက်နေသောအမျိုးသမီးတဦးသည်ရုတ်တရက်သူမ၏တိုက်ခိုက်ရေးစွမ်းရည်ကိုထုတ်ဖော်ပြသလိုက်သည်လက်သီးအနှဲငယ်ကန်ကျက်အနှဲငယ်ဖြင့်ကိုရန်တော်10ယောက်ကျော်ကိုအလွယ်တကူလဲကျစေခဲ့သည်ထိုအချိန်မှစ၍လူတိုင်းကသူမသည်တာမန်လူမဟုတ်ကြောင်းသိရှိသွားကြသည်အတန်းဖော်တဦးကသူမ၏လက်မောင်းပေါ်ရှိတက်တူးကိုမြင်လိုက်သောအခါပို၍အံ့ဩသွားသည်ထိုအမျိုးသမီးမှာနာမည်ကျော်ဖွဲ့စည်းတစ်ခု၏ခေါင်းဆောင်ဟောင်းဖြစ်နေခဲ့သည်အမှန်မှာသူမသည်နိုင်ငံချမ်းသာဆုံးကုမ္ပဏီအုပ်စုကြီး၏လျှို့ဝှက်ဖြစ်ခဲ့သည်လွန်ခဲ့သော16နှစ်ကပြိုင်ဘက်များ၏လှုပ်ကြံမှုကြောင့်သူမ၏မိသားစုကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်အသက်အန္တရာယ်ကြားမှာသူမတစ်ယောက်တည်းရုန်းထွက်နိုင်ခဲ့ပြီးရန်သူများကိုအပြတ်သက်ချေမှုန်းနိုင်ခဲ့သည်ထိုဖြစ်ရကြောင်းသူမ၏အမည်သည်စီးပွားရေးလောကတစ်ခုလုံးတွင်ကြော်ကြားသွားခဲ့တော်လဲခင်မုန်းဖြစ်သူမှာအသက်ဆုံးရှုံးခဲ့ရပြီးသမီးလေးမှလည်းမိဘမဲ့ကေဟာသို့ရောက်ရှိသွားခဲ့သည်သူမကိုယ်တိုင်လည်းထောင်ဒဏ်ချမှတ်ခံခဲ့ရသည်16နှစ်ကြာပြီးနောက်ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင်ကုမ္ပဏီအုပ်စု၏အမှုဆောင်များအားလုံးကသူမကိုကြိုဆိုရန်ရောက်လာကြသည်သို့သောသူမသည်အာဏာနှင့်အကျိုးစီးပွားတိုက်ပွဲများကိုညှိငွေ့နေပြီဖြစ်သဖြင့်အရာအားလုံးကိုဆွတ်လွတ်ကာသမီးနှင့်ပြန်လည်ပေါင်းစည်းရန်သာဆန္ဒရှိခဲ့သည်သူမသည်မိဘမဲ့ကေဟာသို့တွားရောက်ကာသမီးကိုတွေ့ဆုံခဲ့တော်လဲအေးဆက်စွာညှင်းပယ်ခံလိုက်ရသည်သမီးဖြစ်သူမှာမိခင်ကထောင်ကျဘူးသူဖြစ်သည်ကိုရှက်ရွံ့ကာမကျေနပ်မှုများဖြင့်ပြည့်နှက်နေခဲ့သည်သမီး၏ဘဝထဲသို့တဖြည်းဖြည်းဝင်ရောက်နိုင်ရန်သူမသည်ကျောင်းရှိတွင်ထမင်းမှုဆိုင်လေးဖွင့်ကာနေ့စဉ်စောင့်ကြည့်စောင့်ရှောက်နေခဲ့သည်သို့သောသမီးကမိခင်ကြောင့်အရှက်ရသည်ဟုခံစားရပြီးအမြဲတမ်းရှောင်ဖယ်နေခဲ့သည်တစ်ဖက်တွင်ကျောင်းစားတောက်ဆိုင်ကအရေးသွေးမမီသောအစားအစာများကိုအသုံးပြုနေသဖြင့်ကျောင်းသားအများပြားကျန်းမာရေးထိခိုက်လာကြသည်သမီးကဒေါသတကြီးတိုင်ကြားခဲ့သဖြင့်စားတောက်ဆိုင်ကိုပြင်ဆင်ရန်အမိန့်ချမှတ်ခံရသည်ထို့ကြောင့်ဆိုင်မန်နေဂျာမှအရှုံးပေါ်ခဲ့ပြီးသမီးပေါ်အညှိုးထားလာထိုအချိန်တွင်သမီးကမိခင်ဘက်မှရက်တီကအစားအစာဆိုးများအသုံးပြုနေကြောင်းလူအများရှိတွင်ဖော်ထုတ်လိုက်ပြီးကျောင်းသားများအားလုံးဒေါသထွက်သွားကြသည်မန်နေဂျာကပုံမိုဒေါသထွက်လာပြီးလူမိုက်များကိုခေါ်ကာမိခင်နှင့်သမီးကိုရိုက်နှက်ခိုင်းခဲ့သည်ရော်ချင်းငွေအမြောက်များပေးရန်လည်းတောင်းဆိုခဲ့သည်သမီးကိုကာကွယ်ရန်မိခင်ကညှိနှိုင်းရန်ကြိုးစားခဲ့တော်လဲမန်နေဂျာကပို၍အတင်းအကျပ်ဖိအားပေးလာသည်သမီးကရဲတိုင်မည်ဟုပြောလိုက်သောအခါသူ၏ဒေါသမှာပုံမိုပြင်းထန်သွားသည်နောက်ဆုံးတွင်အမျိုးသမီးကလက်တုံ့ပြန်ရန်ဆုံးဖြတ်လိုက်သည်သူမသည်ကိုရန်တော်များအားလုံးကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့သည်တိုက်ခိုက်နေစဉ်အတွင်းသူမ၏တက်တူးပေါ်ထွက်လာပြီးအမှန်တကယ်မည်သူဖြစ်ကြောင်းလူများသိရှိသွားကြသည်ထိုအချိန်မှစ၍မည်သူမျှရှေ့တိုးမလာရဲတော့ပေသို့သောမန်နေဂျာကမယုံကြည်ဘဲဓာတ်ပုံများကိုတင်ပြကာတိုင်ကြားခဲ့သည်တစ်ဖက်တွင်ကုမ္ပဏီအုပ်စု၏အမှုဆောင်များကလည်းထိုမိန်းကလေးသည်သူတို့ရှာဖွေနေသောသခင်မလေးဖြစ်ကြောင်းသိရှိသွားကြသည်မိခင်နှင့်သမီးအနိုင်ကျင့်ခံနေရကြောင်းသိလိုက်ရသဖြင့်ဒေါသထွက်ကာချက်ချင်းရောက်ရှိလာကြသည်ဖြစ်ရနေရာတွင်ပဋိပက္ခကဆက်လက်ပြင်းထန်နေဆဲဖြစ်သည်သမီးကဒူးထောက်တောင်းပန်ခဲ့တော်လဲမန်နေဂျာကဆက်လက်တိုက်ခိုက်ရန်ကြိုးစားနေဆဲဖြစ်သည်ထို့ကြောင့်အမျိုးသမီးကထပ်မံတိုက်ခိုက်ကာလူအားလုံးကိုထိန်းချုပ်နိုင်ခဲ့သည်အဲ့ဒီအချိန်မှာပဲကုမ္ပဏီအမှုဆောင်များရောက်ရှိလာပြီးလူအများရှိတွင်သူမကိုစီယိုဟုလေးစားစွာခေါ်ဆိုလိုက်ကြသည်ထိုအခါမှလူတိုင်းကထမင်းမှုရောက်နေသောအမျိုးသမီး